好，今天我们开始上课吧，同学们好。老师好，今天我们要教的就是 HSK 1级第7课，对吧？昨天我们已经学过了它的课文和生词。老师ဒီနေ့တော့မှာက HSK level 1သင်ခန်းစာနံပါတ်9မနေ့ကသူနဲ့ပတ်သက်တဲ့တို့စာပိုက်တွေနောက်တစ်ခုnew word တွေပေါ့နော်ဒါလေးတွေကိုလေ့လာခဲ့ပြီးပြီ今天我们继续教它的就是和练习吧ဒီနေ့သူနဲ့ပတ်သက်တဲ့ note လေးတွေပြီးလို့ရှိရင် exercise လေးတွေကိုဆက်လုပ်ကြမယ်နော်好这个已经教了吗？教了对吧？好了，教好了。好，那就我们继续看一下，就是一吧。好，就是一，那ဒီ grammar note လေးပေါ့ grammar point လေးတစ်ကပါလဲဆိုရင်日期的表达ဆိုတော့နေ့ရက်တွေကိုဖော်ပြတာနဲ့ပတ်သက်ပြီးဒီမှာအပိုင်းတစ်နော်နေ့ရက်တွေကိုဘယ်လိုတရုပ်စာနဲ့ပတ်သက်ပြီးတော့မှနေ့ရက်တွေကိုပြောခြင်းနဲ့ရေးခြင်းတဲ့အချိန်မှာเราတို့ဘယ်လိုမျိုးဖော်ပြကြတယ်လဲဆိုတာကိုဒီမှာပြောခြင်းတာနော်အဲ့တော့ခိုင်မီ的日期表达အဲ့တော့တရုတ်မှာရှိတဲ့ဒီနေ့ရက်တွေကို date တွေကိုဖော်ပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်တဲ့နော်表达方式ဆိုတာဒီဖော်ပြတဲ့နည်းလမ်းတွေကတဲ့ဒီ均华由大到小的原则ဆိုတော့ဗာလဲဆိုလို့ရှိရင်เราတို့အကြီးဆုံးကနေစပြီးတော့မှဒီအသေးစီကိုသွားတယ်ဆိုတော့ကြီးစင်ငယ်လိုက်လို့เราတို့ပြောရမှာပေါ့နော်တင်ချလို့ပြောမယ်ဆိုရင်တော့ကြီးစင်ငယ်လိုက်ပဲစီတယ်လို့ပြောရမှာဥပမာလနဲ့ရက်နဲ့ဆိုရင်လကကြီးတာလေအဲ့တော့လကအရင်ပြောမှာပြီးမှဘာကိုပြောမှာလဲဆိုရင်နေ့ကိုပြောမှာအဲ့လိုပဲလနဲ့ခုနှစ်နဲ့ရှင်းမယ်ဆိုရင်လည်းပဲเราတို့ကခုနှစ်ကိုအရင်ပြောရမှာပဲဖြစ်တယ်ရမယ်နော်အဲ့ဆိုခုနှစ်ကလထက်ကိုကြီးတာကိုအဲ့ဒါကြောင့်မလို့တရုတ်စာမှာဒီနေ့ရက်တွေကို date တွေကိုဖော်ပြရမယ်ဆိုလို့ရှိရင် tag rate တွေကိုဖော်ပြရမယ်ဆိုလို့ရှိရင်နှစ်ပြီးမှလပြီးမှရက်ပြီးမှဘာနှစ်လဲဆိုတာမျိုးကိုပြောကြတယ်ဒါကြောင့်မလို့ရှမ်းစောရွယ်然后说日或者好最后说星期နော်口语一般用好အဲ့တော့ date ကိုပြောတဲ့အချိန်မှာ老师က root နဲ့သုံးတယ်လို့မျိုး how ကိုလည်းသုံးလို့ရတယ် root ကတော့စူးမြတ်ရွေဆိုတဲ့အရေးသားစာပေမှာသုံးပြီးတော့ how ကတော့老师 speaking ဆိုတဲ့ဒီ口语မှာတွားပြီးတော့သုံးကြတယ်ရမယ်နော်အဲ့တော့ root နဲ့ how ကနှစ်ခုစလုံးကဘာကိုပြောချင်တာလဲဆိုရင် date ကိုပြောချင်တာပဲနေ့ရက်ကိုပြောတာပဲနော်အဲ့တော့ speaking မှာဆိုရင် how ကိုသုံးတယ်အရေးသားမှာ root ကိုသုံးတယ်ရမယ်နော်ဥပမာခင်ဗျားတို့အိမ်မှာပြက်ကလေးတွေရက်စုပ်ပြက်ကလေးတွေဘာတွေရှိမယ်ဆိုရင်ကြည့်လို့ရတယ်အဲ့မှာတရုတ်လူတွေပါတတ်တယ်နော်တရုတ်လူတွေပါတတ်တယ်ဆိုတော့အဲ့မှာဆိုရင် root လို့ပဲရေးတယ် how လို့ပဲတော့မှမရေးဘူးဘာကြောင့်ဆို तू ကအရေးသားမို့လို့နော်စာပေအသုံးနှုန်းမို့လို့ root ကိုသုံးကြတာဒါပေမဲ့တကယ်စကားပြောတဲ့အချိန်မှာ 一日二日လို့မသုံးတော့ဘူး一号二号ဒီလိုပဲတစ်ရက်နေ့နှစ်ရက်နေ့ဒီလိုပဲသုံးကြတာရမယ်နော်好来大家一起读这三个例如吧9月1号星期三，9月2号星期四，8月31号星期二。好，非常棒。9月1号星期三，9月2号星期四，8月31号星期二ရမယ်နော်ဒါဆိုဒီမှာဘာတော့မပါသေးဘူးဆိုခုနှစ်တော့မပါသေးဘူးအခုဒီနှစ်ကဘယ်နှခုနှစ်လဲအခုဒီနှစ်ကဘယ်နှခုနှစ်လဲ2025နော်အဲ့တော့နှစ်ကိုဘယ်လိုပြောလဲသိပြီလားသိသေးဘူးနော်နှစ်ကိုဘယ်လိုပြောလဲမသိသေးဘူးဟောနှစ်ကိုဘယ်လိုပြောလဲဆိုနီယန်လို့ပြောတယ်နော်နေ့ဘယ်နေ့ရက်နေ့လဲ对吧3号好3ရေးတော့ကြတော့老师ကရွတ်လို့ရေးမယ်ဒါပဲနော်အဲ့ဒီနောက်မှာဘာရေးမှာလဲ星期ဒီနေ့က对吧星期二ဒါဆိုရင်ခုနှစ်တွေကိုပြောတဲ့အချိန်မှာ老师တို့ဒီလိုမျိုးရေးတယ်နော်ကြီးစင်ငယ်လိုက်စီတယ်အဲ့တော့မှတ်ထားမယ်6月3号အဲ့တော့星期二လို့ပြောမယ်ပြောတဲ့အချိန်ဒါမယ်နော်ဒါဆိုခုနှစ်ကိုဘယ်လိုပြောလဲဆိုရင်年လို့ပြောတယ်နော်年ရမယ်နော်年လို့သုံးတယ်ရမယ်နော်ခုနှစ်ကိုဟောဒါဆိုရင်ခုနှစ်ကိုဖတ်တဲ့ချိန်မှာဘယ်လိုဖတ်ရလဲဆိုလို့ရှိရင်တစ်လုံးချင်းဖတ်ရတယ်ရမယ်နော်အမှဒီမှာဆိုရင်တော့10လပိုင်းဆိုရင်တော့10月လို့ပြောတာ17လပိုင်းဆိုရင်11月နော်အဲ့တော့12လပိုင်းဆိုရင်12月ဒီလိုမျိုးပေါင်းပြီးတော့မှပြောတာအဲ့တော့ date တွေဆိုရင်လည်းအဲ့လိုပဲ24ရက်ဆိုရင်လည်းပဲ24 25ရက်ဆိုရင်25ဒီလိုမျိုးပြောတယ်ဒါပေမဲ့ခုနှစ်ကိုပြောတဲ့အချိန်မှာကျတော့တစ်လုံးချင်းဖတ်ရတယ်ရမယ်နော်အဲ့တော့ခုနှစ်မှာဆိုရင်ဒီမှာ2025年ဒီလိုမျိုးဖတ်ရတယ်ရမယ်နော်အဲ့တော့ခုနှစ်ကိုဖတ်တာဒီတခြားလတွေ date တွေကိုဖတ်တာနဲ့မတူဘူးကွဲပြားတယ်
ရမယ်နော်好ခုနှစ်ကိုပြောတဲ့အချိန်မှာတစ်လုံးချင်းဖတ်ရတယ်2025年ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့နော်ရက်သက်တစ်ပတ်တွေနဲ့ပတ်သက်ပြီးအပြည့်အစုံပြောရပြီ今天是2025年6月3号星期二对吧ကျွန်တော်ဒီလိုပြောလို့ရတယ်ရမယ်နော်好所以 example 2ကိုသွားကြည့်အောင်နော် sorry 就是2ကိုကြည့်အောင် no number 2好名词谓语句အဲ့တော့谓语ဆိုတာ老师အရှိမပြောခဲ့တယ်ဘာလဲဆိုရင် predicate ပဲဖြည့်ဆွတ်တဲ့ပုံကို老师ကဘာလို့ခေါ်တယ်လဲဆိုရင် predicate 谓语လို့ခေါ်တယ်အဲ့တော့ subject ကလွယ်ရင်ကျန်တဲ့ကောင်တွေအကုန်လုံးဒီပါပဲလဲဆိုလို့ရှိရင် predicate ပဲအဲ့တော့အဲ့ဒီ predicate နေရာမှာ老师တို့က noun တွေကိုထားတယ် noun တွေကိုသုံးထားတယ်ဆိုလို့ရှိရင်老师တို့ကအဲ့ဒီလိုဝါကျအမျိုးအစားကိုကြတော့名词谓语句လို့သုံးတယ်ဘာလဲဆိုလို့ရှိရင်ဝါကျမှာpredicate နေရာမှာ noun နေနဲ့သုံးထားတဲ့ဝါကျလို့သူကိုပြောတာပေါ့အလွယ်တကူနားလည်အောင်ပြောရရင်ရမယ်နော်အဲ့တော့ဒီမှာ predicate အောက်မှာကြည့်လိုက်33ရွှေ33နှစ်နော်ရှင်းချီစမ်းကျိုးရဲ့ยี่ห้าဒါတွေအကုန်လုံးကဘာလဲဆို noun နေလေအချိန်ကိုဖော်ပြတဲ့ noun နေဒီပါအချိန်ကိုဖော်ပြတဲ့ noun နေပဲဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီဖြည့်ဆွတ်တဲ့ပုံနေရာမှာအခုလိုမျိုး noun တွေကိုသုံးထားတယ်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုးဝါကျအမျိုးအစားတွေကိုကြတော့老师က名词谓语句လို့ခေါ်တယ်ဒါကအောက်ကစာပိုက်လေးတွေကိုမရှင်းပြခင်မှာအကြောင်းသားတွေနားလည်လွယ်အောင်လို့ပြောပြတာရမယ်နော်ဘာကြောင့်ဒီကောင်းစဉ်ကဒီလိုပေးထားတာလဲဆိုတာသိဖို့လိုအပ်တယ်老师နော်好然后名词谓语句是谓语部分有名词性成分冲淡的句子ဒါ老师ခုနကပြောတော့တဲ့အရာတွေပဲနော်ဒီ名词谓语句ဆိုတာဘာလဲဆိုလို့ရှိရင်တဲ့ဒီဖြည့်ဆွတ်တဲ့ပုတ်ဒီ predicate နေရာမှာ谓语နေရာမှာနော်老师တို့က noun တွေကိုသုံးပြီးတော့မှဒီဝါကျတစ်ကြောင်းအလုပ်ကို subject နဲ့ပေါင်းပြီးလုပ်ထားတဲ့ဝါကျမျိုးတွေကို老师တို့က名词谓语句လို့ခေါ်ပါတယ်လို့ပြောတာ一般用于表达年龄时间日期等နဲ့ဒါဆိုရင်ဒီလိုမျိုးနော်ဟို pattern ကိုဘယ်မှာသုံးသလဲဆိုလို့ရှိရင်တဲ့အသက်အရွယ်တွေနောက်တစ်ခုအချိန်တွေနေ့ရက်တွေနော်ရက်သက်တစ်ပတ်တွေကိုဖော်ပြခြင်းတဲ့အချိန်မျိုးတွေမှာ老师တို့သုံးတယ်လို့နားလည်နိုင်တယ်好来那就大家一起读吧我的汉语老师33岁，明天星期三，今天9月1号。9月1号。好，我的汉语老师33岁，明天星期三，今天9月1号。那所以我的汉语老师明天、今天，ဒါတွေအလုံးက subject ဖြစ်ပြီးတော့မှာ33岁星期三9月1号ဒါတွေအလုံးဒီ noun ဖြစ်တယ်အဲ့တော့ဒီမှာ verb ပါလားဆိုရင်မပါဘူးနော်အဲ့တော့ဖြည့်ဆွတ်တဲ့ပုတ်မှာ subject ကလွယ်ရင်ကျန်တဲ့ကောင်တွေအကုန်လုံးကဖြည့်ဆွတ်တဲ့ပုတ် predicate လို့လာဆိုသုံးကြတယ်တွေ့ပါပြုလုပ်သူကလွယ်ရင်ကျန်တဲ့ကောင်တွေအကုန်လုံးကဖြည့်ဆွတ်ပုတ်ပဲဒါမယ်နော်အဲ့လိုဖြည့်ဆွတ်တဲ့ပုတ်နေရာတွေမှာ noun တွေကိုသုံးထားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဝါကျကို名词谓语句လို့ခေါ်တယ်ဒါမယ်နော်好နောက်တစ်ခုကြည့်အောင်ဒီစ好两动句两动句အဲ့တော့动ဆိုတာ动詞ဆိုရယ် verb ကိုပြောတာ句ကဝါကျအဲ့တော့ verb ပါတဲ့ဝါကျတွေပေါ့အဲ့တော့ verb ကတခုတည်းတော့မဟုတ်ဘူးသူပြောချင်တာက两ဆိုတာကချိတ်ဆက်ထားတာ两ဆိုတာချိတ်ဆက်ထားတာဘာတွေကိုချိတ်ဆက်ထားတာလဲဆိုရင်动詞 verb တွေကိုချိတ်ဆက်ပြီးတော့မှသုံးထားတဲ့ဝါကျအမျိုးအစားကို两动句လို့ပြောတယ်ဒီမှာအပိုင်း1ဆိုတော့အပိုင်း2တွေလောက်ပဲနော်ဥပမာဒီမှာကြည့်ရလောက်ရှိစာပိုက်ရှင်းတဲ့နေရာပဲပြောခဲ့လိုက်တယ်ချွိကသွားတယ်ကြော့ကပြုတ်လုပ်တယ်အဲ့တော့ချွိနဲ့ကြော့ကနှစ်ခုစလုံး verb ဖြစ်တယ်အဲ့လိုမျိုးဝါကျတစ်ခုထဲမှာ verb တွေတစ်လုံးထပ်ပို့ပြီးသုံးထားတယ်ဆိုလို့ရှိရင်ဒါကို两动句လို့ခေါ်တာပေါ့အဲ့လိုမျိုးဝါကျအမျိုးအစားကို两动句လို့ခေါ်တယ်နော်အဲ့တော့ sentence with a serial verb construction ဆိုတာဒါကိုပြောတာပဲ verb တွေကိုတစ်ခုထပ်ပို့ပြီးတော့မှသုံးထားတဲ့ဝါကျအမျိုးအစားတွေကိုပြောချင်တာဟုတ်ပြီနော်好而两动句的谓语部分有两个或者两个以上的动词构成的အဲ့တော့ subject ကလွယ်ရင်ကျန်တဲ့ကောင်တွေအကုန်လုံးကိုကျွန်တော်တို့ဘာလို့ပြောလဲဆိုရင် predicate လို့ပြောတယ်အဲ့ဒီ predicate နေရာမှာ verb ကတစ်လုံးထပ်ပို့လာပြီဆိုလို့ရှိရင်အဲ့လိုမျိုးဝါကျမျိုးစားကို两动句လို့ခေါ်တယ်လို့ဒီမှာရှင်းပြထားတာပဲ后一个动作可以表示前一个动作的目的အဲ့တော့ verb နှစ်ခုရှိပြီဆိုရင် verb 1 verb 2ဆိုပြီးတော့ဖြစ်လာပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာသူပြောထားတာက后一个动作ဆိုတော့ဒုတိယ verb ကတနည်းအားဖြင့် verb ဒီအနောက်မှာပါတဲ့ verb 2ကနော်ဘာလဲဆိုရင်可以表示ဆိုတာဖော်ပြလို့ရတယ်တဲ့前一个动作的目的ဆိုတာဒီအရှိက verb 1ရဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့ပြောချင်တာဒါမယ်နော်ဒါဆိုရင်အဓိကရည်ရွယ်ချက်目的နော် target ကဘယ်ကောင်လဲဆိုရင် verb 2နော်အဲ့ဒီ verb 2လုပ်ဖို့အတွက်နော် verb 1မှာဆောင်ရွက်ရတဲ့အလုပ်လေးတွေရှိသေးတယ်အဲ့တော့ verb 1ကဘာကြောင့်ဆောင်ရွက်ရရတယ်လဲဆိုရင် verb 2ပြီးမြောက်ဖို့ဒါဆိုရင်အဓိက
target main ကဘယ်မှာလဲဆိုရင် verb 2မှာရှိမယ်လို့သူပြောချင်တာ来大家一起读第一个动作稍微等一下啊第一个动作后表示地点宾语有可以有时可以省略နော်အဲ့တော့ဘာလဲဆိုလို့ရှိရင် verb 1ရဲ့အနောက်မှာဖော်ပြတဲ့နေရာတွေဒါမှမဟုတ်လို့ရှိရင်အချိန်တွေနဲ့ပတ်သက်တဲ့ဘာတွေလဲဆိုရင် object တွေကတဲ့ရံဖန်ရံခါမှာကျွန်တော်တို့ကမထည့်လေရတယ်လို့ပြောချင်တာဒါကြောင့်မို့လို့ဒီမှာအကုန်လုံးကမထည့်လေရတယ်ထည့်လေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဝင်စားကွန်ပီလေးတွေနဲ့ဖော်ပြထားတာဒါလေးတွေကပါလဲရတယ်မပါလဲရတယ်တကယ်တမ်းတော့ရမယ်နော်好来大家一起读接写例如吧 exam လေးတွေဖတ်ပါဦး我去中国学习汉语。我们去中国饭碗而吃中国菜。我去学校看书。好，我去中国学习汉语。我去中国学习汉语。ကျွန်တော်ကတရုတ်ကိုသွားပြီးတော့မှတရုတ်စာသင်ယူတယ်။အဓိကတရုတ်ကိုသွားရတဲ့ရည်ရွယ်ချက်ကပါလေ။学习汉语ပဲ။对吧？အဲ့တော့သွားရတဲ့ရည်ရွယ်ချက်ဒါကြောင့်မို့လို့ verb 2ဒီ verb 1ရဲ့ပါလေရည်ရွယ်ချက်ဖြစ်တယ်လို့ပြောထားတာအဲ့တော့တရုတ်ကိုသွားတယ်ဘာကြောင့်သွားတာလဲတရုတ်စာသင်ယူဖို့我们去中国饭馆吃中国菜ကျွန်တော်တို့ကတရုတ်စားတောက်ဆိုင်ကိုသွားပြီးတော့မှတရုတ်ခင်းလျာတွေကိုစားတောက်ကြတယ်အဲ့တော့တရုတ်စားတောက်ဆိုင်ကိုသွားရတဲ့ရည်ရွယ်ချက်ကပါလေ吃中国菜ဒါကြောင့်မို့လို့သွားရတဲ့ရည်ရွယ်ချက်က verb 2ဒီ verb 1ရဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့သူကပြောလိုက်တာသွားရတဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်ဒီမှာတရုတ်ခင်းလျာစားဖို့ပေါ့နောက်တစ်ခုကြည့်အောင်我去学校看书သူကျောင်းကိုသွားတယ်ဘာသွားလောက်တာလဲသူ့ရဲ့ရည်ရွယ်ချက်ကပါလဲ看书စာကြည့်ဖို့ဒါကြောင့်မလို့နော် verb 1ရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင် verb 2လို့သူကပြောထားတာအဲ့တော့ verb 1ရဲ့အနောက်မှာပါတဲ့ဒီနေရာတွေကိုဖော်ပြတဲ့ဒီ object တွေကဘာချိုကမထည့်လဲရတယ်လို့ပြောချင်တာဆိုပါစို့ဒီကောင်လေးတွေမှာပါတော့လေအထိပ္ပယ်ကဘာမှမပြောင်းလဲတော့မပြောင်းလဲသွားဘူးဥမာ我去学习汉语ကျွန်တော်တရုတ်စာသွားတင်တယ်对吧我去吃中国菜ကျွန်တော်တရုတ်ဟင်းနေရာသွားစားတယ်对吧我去看书ကျွန်တော်စာသွားကြည့်နော်အဲ့တော့ဘာမှဝါကြရဲ့အဓိပ္ပာယ်မပြောင်းလဲသွားဘူးပါတော့ပို့ပြီးတော့ပြေဆုံးသွားတယ်ဆိုတဲ့သဘောပါပဲနော်အဲ့တော့အဲ့လိုမျိုးဝါကြမျိုးကိုဘာလို့ပြောလဲဆိုရင်လျံတုံကြွလို့ခေါ်တယ်လောက်ရှိတော့ကအမေနော်好那所以လို့ရှိရင်我们去看一下下一个နောက်တစ်ခုကြည့်အောင်第一就不用做了第二我们交谈已经就好了第三来看一下根据实际情况回答问题ဒီမှာတယောက်ချင်းဖြေမယ်နော်တယောက်ချင်းဖြေမယ်好男生你好你好。你叫什么名字我叫南谁。你是学生吗我是学生。今天几月几号星期几今天6月3号星期二。你会写汉字吗我会写汉字。你妈妈会做饭吗我妈妈会做饭。明天几月几号星期几明天6月4号星期三。昨天几月几号星期几昨天6月3号星期二。昨天6号。6月3号。昨天6月2号星期一。对星期一是吧好明天你去哪做什么明天我去烧烤店。叫什么吃烧烤。好第五星期日你去哪做什么星期日我去朋友家吃饭。好很好A今天几月几号星期几今天6月3号星期二。好你妈妈会做中国菜吗我妈妈会做中国菜。好明天几月几号星期几明天6月4号星期三。你会写汉字吗我会学汉字。你会说汉语吗我会说汉语。对汉语好昨天几月几号星期几昨天6月
6月2号星期一。好，非常棒。明天你去哪儿做什么？美国你နဲ့ငါမသိလို့哦，OK，你不认识哪一个字？别在楼里面地了。哪儿是吧？或者别你来路表了。好去哪儿别多嘛来路米了，对吧？多几年你要在苦苦啥对那压比，不嘛老师你压的面一定给不了哩。好好，明天你去哪儿做什么？明天我去中学你去哪儿？你要去嘛呢？学校我去学校学校做什么？做什么不读呢不是做什么个把老马来路米了哩？做个比如的什么个把来？做什么说把老马来？就看书就看书把表了嘞？我能看书是吧？看书呀好，看书လို့ပြောလို့ရှိရင်ကြောက်မလို့တော့ဘူးเนาะဥပမာ what do you do လို့မေးလို့ရှိရင် I do read လို့မဖြစ်ဘူးလေ I read တွေ့ပါကျွန်တော်စာဖတ်မယ်ဒီလိုမျိုးပဲပြောတာတွေ့ပါ I go and read ဒီလိုမျိုးကျွန်တော်သွားပြီးတော့မှစာဖတ်မယ်ဒီလိုမျိုးပဲပြောတာဆိုတော့ကြောက်ကပြန်ပြောကြလို့လားမလို့ဘူးเนาะအဲ့တော့ action တွေကိုပြန်ဖြေတဲ့အချိန်မှာဥပမာထားပါတော့ကိုကဗာလဲအဖွားအိမ်ကိုသွားပြီးတော့မှထမင်းချက်မယ်ဆိုရင်တော့ဒါကြောက်ဖတ်လို့တော့သုံးလို့ရတယ်တခြား action တွေဥပမာစာဖတ်တယ်ဆိုရင်看书ဆိုရင်လုံလောက်ပြီဒါ action ပဲလေဆိုတော့ကြောက်ကပြန်သုံးကြမလို့明白了吗好星期日你去哪儿做什么星期日来မနေ့ကတမ်းမလာဘူးလား老师လာ星期日星期日ကတနင်္ဂနွေ啥မလုပ်ရသေး好没事星期日ကတနင်္ဂနွေရမယ်နော် Sunday ကိုပြောတာ星期日我家我去我不去我去我去我的同学家同学家叫什么就看书看书ဒါမှမဟုတ်တခြားပြောလို့ရတယ်做饭对吧老师အများကြီးပြောလို့ရတယ်写汉字对吧老师အများကြီးပြောလို့ရတယ်唱歌跳舞အများကြီးပဲလေ那么看电视 DVD အများကြီးပြောလို့ရတယ်နော်好非常棒阿丽你好你好今天几月几号星期几今天6月3号星期三你是老师吗我不是老师好明天几月几号星期几明天6月4号星期三好你妈妈会做中国菜吗我妈妈不会做中国菜你爸爸会说汉语吗我爸爸不会说汉语昨天几月几号星期几昨天6月2号星期一非常棒明天你去哪儿做什么今天我去学校看书学不是学生学校对吧学校ပြန်ပြောမယ်နော်明天你去哪儿做什么明天我去学校
我去学校看书。看书，好，非常棒。好，那你今年多大了？我今年十四岁了。好，非常棒。星期日你去哪儿做什么？星期日我去我的朋友家 house 我卡家里。的朋友家。对，比如美国话里面那班系的啊，做什么？看书。看书哦，စာပဲကြည့်နေတယ်တခြားမလုပ်တတ်တော့ဘူးဟုတ်လားကြော်ဖန်对吧ကြော်ဖန်ပြောလို့ရတယ်လေအများကြီးသိပြီးသွားပြီ对吧ရှယ်ဟန်ကျကျွန်တော်တို့ပြောလို့ရတယ်လေကိုသိတဲ့ဟာတွေနော်အရှင်နေအများကြီးပဲ对吧ဥမာကြော့ခေါရပြောလို့မရဘူးလားဘဲကင်လောက်စားကြမှာဘဲကင်လောက်မှာဟောပြောလို့ရတာပဲ对吧好ခင်ခင်ထား你好你好，啊你是老师吗我不是老师。今天几月几号星期几今天6月3号，星期二。啊你多大了我今年26岁了。好明天几月几号星期几明天6月3号，星期四。啊你妈妈会做日本菜吗我妈妈不会做。是那个日本菜日本菜。好昨天几月几号星期几昨天6月2号，星期一。好你爸爸会说法语吗我爸爸不会说法语。明天你去哪做什么明天我去录多少在录标上班上班。去公司去公司上班ကုမ္ပဏီကိုသွားပြီးတော့အလုပ်သွားမှာ对吧去ရဲ့နောက်မှာဘာလို့ပြောရလဲနေရာပဲထည့်ရမှာအလုပ်သွားတယ်လို့ပြောလို့မရဘူး对吧အဲ့တော့去ရဲ့နောက်မှာဘာလို့ရမှာလဲနေရာထည့်ရမှာဒီနေရာဒီ object နေရာမှာဘာထည့်ရမှာလဲနေရာ place ပဲဖြစ်ရမှာဇက်ကလုံးကအလုပ်သွားတယ်ဆိုတာအလုပ်သွားလုပ်တယ်လို့ပြောချင်တာတကယ်တော့နေရာကြီးမဟုတ်ဘူးလေနော်အဲ့တော့ကျွန်တော်စဉ်းစားတဲ့အချိန်မှာဒီသူနဲ့ကြိုက်အောင်စဉ်းစားပြီးနေရာတစ်ခုခုကိုထည့်ရပါဥပမာရုံသွားတယ်ဆိုရင်ရုံ office ဒီလိုမျိုးပြောလို့ရတယ်ဒါမှမဟုတ် company လို့ပြောလို့ရတယ် company တို့ office တို့ဆိုတာတွေကရုံးခန်းတို့ဆိုတာတွေကဘာတွေပဲလဲနေရာတွေပဲအဲ့လိုမျိုးတွေထည့်လို့ရတယ်对吧ဥပမာ办公室ဆိုလို့ရှိရင်ဗာလဲလာဆိုတော့ရုံးခန်း company ဆိုရင်公司 company ဒီလိုမျိုးပြောလို့ရတယ်去公司သုံးလို့ရတယ်去办公室သုံးလို့ရတယ်对吧ပြီးတော့မှအလုပ်လုပ်မယ်ဆိုတာဗာလဲကြော့ကုန်းကြော့လို့သုံးလို့ရတယ်ဒါမှမဟုတ်ကြော့ပါဖြုတ်ချပြီးတော့မှကုန်းကြော့လို့ပဲထည့်ခြင်းလည်းရတယ်对吧好第五星期日你去哪做什么星期我去工作。好我去工作可以但是你没有那个地方对吧我去公司工作公司工作对公司က company နော်好非常棒对မရှိတော့ဘူးနော်那就来我们做一下第四吧第四个逻辑啊နော်用本科新学的语言点和词语描述图片来大家说说看吧第一星期今天是今天是1月2号。好1月老师写了没有啊1月3号1月1号မဟုတ်ဘူးလား1号1 January လို့ရေးထားတာလေအဲ့တရက်နေမဟုတ်ဘူးလားတလားပိုင်း January လို့ရေးထားမဟုတ်လားတရက်လားပိုင်းတရက်နေလို့ရေးတာဒီမှာပါမစဉ်းစားကြည့်လေဒီမှာဆိုရင်ဒီပုံမှာဆိုရင်ပဲကြည့်လိုက်အောင်ဒီမှာ May 18ဒီလိုပဲရေးတာတွေ့ပါ对吧
တော့ဒီမှာလည်းဒီလိုပဲဖြစ်မှာပေါ့2013တလပိုင်းတရက်对吧好那星期几ဘယ်နေ့ရက်နေ့လဲ星期二啊可以星期应该是星期三吧没事都反正是猜的对吧结果没有关系好来下一个今天下一个5月18号好5月18号对吧好5月没啦什么标的到了好下一个22号是星期三对非常棒星期三好အကုန်လုံးပြည့်စုံအောင်ဖတ်မယ်နော်ဝါကြတွေကိုပြည့်စုံအောင်ဖတ်မယ်ကွက်လက်ပဲဖြေခိုင်းတာမဟုတ်ဘူးနော်နောက်တစ်ခု23号是23号是星期四好下一个နောက်တစ်ကြောင်းဖတ်မယ်我去哪明天我去学校看书对吧ခင်ဗျားတို့ခန့်ရှူးနဲ့ဒီမှာပြီးသွားတယ်နော် buff ကအများကြီးတင်ထားပြီးပြီတကယ်တော့နော်ဟိုမှာ coffee ဆိုင်သွားပြီး coffee တောက်မယ်ပြောလို့မရဘူးလားပြောလို့ရတာပဲချာရင်တွေကြမ်းတောက်မယ်对吧ကိုလာတောက်မယ်နော်အများကြီးပြောလို့ရတယ်တောက်တာတွေစားတာတွေ吃对吧喝ခင်ဗျားတို့အကုန်တင်ပြီးပြီလေနော်我去奶奶家吃饭ကျွန်တော်အဖွားရင်သွားပြီးထမင်းစားမယ်对吧我去咖啡馆喝咖啡对吧ကျွန်တော် coffee ဆိုင်သွားပြီး coffee တောက်မယ်အများကြီးရှိတယ်နော်သုံးတတ်ပါစေ好给下一个拼音ကဒီမှာစွမ်းရင်းချက်ချီးယူတဲ့搭配စိတ်ပြောက်搭配ဆိုတော့ဒီမှာဒုတိယအတန်နဲ့ပတ်သက်ပြီးတော့မှတွဲတဲ့စကားလုံးတွေပေါ့နော်အဲ့တော့ဆိုရင်အရှိရကောင်တွေအကုန်လုံးကဘာလဲဆိုရင်ဒီမှာကြည့်အောင်စိန်နော် second tone တွေပေါ့အရှိရကောင်တွေအကုန်လုံးကအဲ့တော့အရင်တုန်းကနော်ပြီးခဲ့တဲ့သင်ခန်းစာမှာ6မှာတော့က first tone နဲ့နော်1 2 3 4 tone နဲ့တွဲတဲ့ဟာတွေသင်ခဲ့တာဒီမှာ second tone နဲ့1 2 3 4 tone နဲ့တွဲတဲ့ဟာတွေကိုဒီမှာလေ့လာရမှာပေါ့ရမယ်နော်ဟာကြည့်လိုက်老师တို့ဒီမှာအတိအသာဆုံးကဘာပဲလဲဆိုလို့ရှိရင်တက်ထုံပဲ对吧တက်ထုံပဲတက်ထုံကပုံမှန်ဆိုလို့ရှိရင်老师တို့ကဘယ်ကနေစတာလဲနှစ်ကနေမှ1ကိုပြန်ကြတယ်ပြီးမှဘယ်ကိုပြန်သွားတာလဲ4လောက်စီကိုပြန်တက်သွားတာအဲ့တော့အဲ့လိုမျိုးကြီးမဟုတ်တော့ဘူးဒီမှာဘာလို့တာတော့နည်းနည်းဖော့ကလေးเนาะဒီမှာ2 1 2ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ရမယ်เนาะအကြောင်းမလို့ဖတ်တဲ့အချိန်မှာ view site ပြီးတော့မှဖတ်ရမယ်အရင်တုန်းကလို့တက်ထုံကိုဟလာအားနဲ့မန်နဲ့အပေါ်ထိတက်ပြီးတော့ရွတ်စရာမလိုတော့ဘူးပေါ့အကြောင်းမလို့သူ့ကိုရွတ်တဲ့အချိန်မှာ老师တို့က时间银行词典ဒီလိုပဲပြောလိုက်ရပြီအဲ့ဒါကိုအရင်တုန်းကလို့词典ဒီလိုပြောကြမလို့တော့词典ဆိုပြီးသွားပြီရမယ်နော်အဲ့ဒါကြောင့်မလို့ तू ကထုံးတွေကတွဲလိုက်တဲ့အချိန်မှာအတန်ထွက်တွေကသူ့ရဲ့မူရင်းအတန်ထွက်တွေပြောက်သွားတာလို့နားလည်နိုင်ရမယ်ရမယ်နော်ဟာဒီမှာကြည့်မယ် first tone ဆိုလို့ရှိရင်လည်းပဲသူ့ရဲ့ origin တွေကပါလဲ5 to 5အပေါ်မှာရှိတာနော်ဒီမှာပဲရောက်သွားတာတော့4လောက်မှာပဲနော်အဲ့တော့သူ့ရဲ့ကျွန်တော်တို့ပြောကျန်းဒီလိုမျိုးဟလာအတန်ကြီးအချိန်မှာ时间ဒီလိုလေးဆိုပြီးသွားပြီနော်အဲ့တော့အမှ second tone မှာလည်းအဲ့လိုပဲ银行ဆိုပြီးသွားပြီအဲ့တော့လန်ဆက်လန်ဆက်ဒီလိုမျိုးပြောစရာမလိုဘူးဒီမှာဟောပါလဲ1ထိအောက်ထိပြန်ပြီးပြုတ်ကြတာမဟုတ်ဘူးဒီမှာ1နောက်မှာပဲရက်သွားတာsorry 2လောက်မှာပဲရက်သွားတာတွေ့ပါဒါကြောင့်မလို့လန်ဆက်ဒီလိုလေးပဲပြောတာအဲ့ဒါကိုလန်ဆက်ငါတို့က 4 tone ဆိုရင်တော့အတန်ပြက်ပဲတအားပြက်ချရမှာပဲလို့တွေးထားတာမျိုးတွေဖြစ်နေမှာဆိုလို့အဲ့ဒါကအရှိမတော်ကတည်တုံးဟိုတင်တုံးကသာလင်းသူ့ရဲ့နော်နီးနာနေတရတွေကိုတိတိပပနားလဲအောင်တိအောင်လို့တင်ခဲ့တာဒါပေမဲ့တခြားတုံးနေနဲ့တွဲရွတ်တဲ့အချိန်မှာအဲ့လိုပုံစံမျိုးတွေမဟုတ်တော့ဘူးဆိုတာကိုလည်းတို့နားလဲရမယ်ရမယ်နော်အဲ့တော့ဒီဟာလေးတွေကိုသတိထားရမယ်အခု6ရယ်9ရယ်ဒါလေးတွေအရေးကြီးတယ်နော်အတန်ထွက်တွေပေါင်းလာတဲ့အချိန်မှာအတန်ထွက်လေးတွေပြောင်းသွားတဲ့ဟာလေးတွေကိုလည်းတို့နားလည်နိုင်ရမယ်ဟာဒါဆိုရင်时间ကဘာကိုပြောလဲဆိုရင်အချိန်ကိုပြောတာမှန်နော်银行ကဘဏ်ကိုပြောတာ词典ဆိုတာဒီမှာ dictionary အဘိဓာန်ကိုပြောတာလမ်းဆက်က blue အပြာရောင်ကိုပြောတာအဲဆိုကိန်း老师သူပါ老师နဲ့အတူတူရွတ်ရအောင်时间
银行银行词典词典蓝色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 词典词典银行银行时间时间时间银行词典词典蓝色蓝色词典词典银行银行时间时间好，来大家一起读吧，时间银行时间的蓝色蓝色词典银行时间变翻红里蓝色词典银行时间好非常棒ဒါဆိုရင်အောက်မှာရှိတဲ့အတန်ထွက်လေးတွေဒီမှာလေ့ကျင့်မယ်နော်ဥပမာ国家အဲ့တော့国家ဒီလိုမျိုးပြောကြမလို့တော့နော်国家龙房苹果环境昨天篮球啤酒寒假明天明年牛奶牛肉年轻强情游泳游戏ရမယ်နော်လာဒီလိုမျိုးလေးတွေဒါလေးတွေကိုစနစ်တကျနဲ့ကိုယ့်ရဲ့အတန်ထွက်တွေကိုကောင်းပြီလို့ယူဆလို့မရသေးဘူးเนาะ HSK1 ကျောင်းသားတွေကဒီလေ့ကျင့်ခန်းတွေကသူတို့တို့အသက်ပဲဒီဟာတွေကိုရတယ်ပိုင်းနိုင်တယ်ထင်ပြီးတော့မှကြော်သွားစရာအကြောင်းမရှိဘူးเนาะအကုန်လုံးဖန်ဖန်ပြန်ပြန်ဒါဆိုလေ့ကျင့်ဖို့လိုအပ်တယ်เนาะ HSK1 အတွက်အဓိကသင်ခန်းစာဒါတွေပဲတကယ်တမ်းเนาะ好အခုကဒီမှာ认识读体解说တစ်လုံးချင်းဒီမှာစစ်လေးဒါဆိုရေးခဲ့ပြီးပြီ5 5ရေးခဲ့ပြီးပြီ书少ဒီမှာရေးခဲ့ပြီးပြီနော်好နောက်တစ်ခုကဒီမှာဗာလဲဆိုရင်သူရဲ့结构汉字的结构တရုတ်စာမှာလာချစ်တို့ကတရုတ်စကားလုံးတွေဖွဲ့စည်းပုံတွေပေါ့နော်ကြော်ရွ结构ဟောပြီးခဲ့တဲ့သင်ခန်းစာမှာလာချစ်ဆန့်下结构အပေါ်အောက်ဖွဲ့စည်းပုံဒီမှာဘယ်ညာဖွဲ့စည်းထားတာဒီမှာဒါလေးကတစ်ချမ်းနော်နေရင်ရဲ့သင်္ကေတလေးဒါလေးကရဲ့သင်္ကေတလေးအဲ့လိုမျိုးပေါင်းထားတာဒီမှာနွေရဲ့သင်္ကေတလေးဒါကနောက်တစ်ခုကဇရဲ့သင်္ကေတလေးနော်ဟုတ်အဲ့လိုမျိုးတွေပဲနောက်တစ်ခုကဘယ်ညာသင်္ကေတတွေမဟုတ်ဘဲနဲ့တရုတ်စာမှာနော်ဒီဘယ်ညာအပြင်ကမှပဲအလဲဆိုပြီးတော့3ခုလာပေါင်းထားတဲ့ pattern တွေလည်းရှိသေးတယ်ဒါဆိုရင်ဒီမှာ3ခုပေါင်းထားတာအဲ့တော့ကိုရေးတဲ့အချိန်မှာဒီဘယ်ဘက်ကကောင်ဆွဲမယ်ပြီးမှအလဲကကောင်ဆွဲမယ်ပြီးမှဟိုနောက်ဆုံးကကောင်ဆွဲမယ်အဲ့တော့3ကခွဲဆွဲရတာနော်သူကအဲ့လိုရေးတဲ့အချိန်မှာသတိထားမိအောင်လို့ဒါလေးတွေကိုသူကဖော်ပြပေးထားတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာမသင်ရသေးတဲ့ meaning ကဘာပဲရှိလုံးဆိုရင် shoe ဆိုတာပဲရှိတယ်အဲ့တော့ shoe ဆိုတာဘာကိုပြောရဆိုရင်အပင်ကိုပြောတာရမယ်နော်အဲ့တော့ဒါလေးပါရေးပြီးတော့ကြက်ထားမယ်နော် shoe အပင်ဟာတစ်ပင်ကိုပြောတာပေါ့နောက်တစ်ခုကအရေးကြီးတဲ့ဟာလေးတွေလာပြီးဟန်字ပြန်ဖန်ဆိုတော့တရုတ်စာမှာလာတို့ကနော်ဒီပြန်ဖန်လေးတွေကိုမှတ်နိုင်ရင်တရုတ်စာတွေလေးလာရတာကပို့ပြီးတော့လွယ်တယ်ရေးရတာပို့ပြီးတော့သိနိုင်တယ်ဥပမာလာတို့ဒီမှာအရှိမလာတို့ဒီစက်ကလုံးတွေရေးခဲ့ပြီးပြီ main တို့ han တို့နော်နောက်တစ်ခုကဒီမှာ yui တို့ she တို့ဆိုတဲ့စက်ကလုံးတွေကျွန်တော်တို့ရေးခဲ့ပြီးပြီအရှိမတွေ့ပါအဲ့တော့ဒီအရှိမပါတဲ့ဒီအနီရောင်နဲ့ highlight လုပ်ပေးထားတဲ့သင်္ကေတလေးတွေကဘာလဲဆိုတာကိုလာဆိုသိမယ်ဆိုရင်အဲ့ဒီစက်ကလုံးတွေကိုမှတ်ရတာရေးရတာပိုလွယ်လေဒါကြောင့်မလို့ဟန်ကျတဲ့ဖြန်းဖန်တွေကိုလာဆိုတော့လေ့လာရတာပဲဖြစ်တယ်အဲ့ဒါကိုပဲ Chinese radical လို့ခေါ်တယ်အဲ့တော့ radical တွေများများမှတ်သားနိုင်တယ်လေတရုတ်စက်ကလုံးတွေများများကိုအလွယ်တကူနဲ့မှတ်နိုင်တယ်လေပဲကျောင်းသားတွေအားလုံးအခုလည်းအတိုင်းအသင့်တရုတ်စာကိုလေ့လာပြီးပြီဖြစ်တဲ့အတွက်ကြောင့်တရုတ်စက်ကလုံးတွေဘယ်လောက်ထိမှတ်သားဖို့ဟာကြိုးစားယူရတယ်လဲဆိုတာအားလုံးလက်တွေ့နားလည်သဘောပေါက်ပြီးဖြစ်တယ်အဲ့တော့ပို့ပြီးတော့မှလက်တွေ့နော်မြန်မြန်ဆန်ဆန်နဲ့အလွယ်လေးတကူမှတ်သားမိနိုင်ဖို့တရုတ်စလုံးတွေကိုရရှိနိုင်ဖို့အတွက်က radical တွေကမှတ်သားခြင်းအပြင်ကိုယ့်အတွက်တရုတ်စလုံးတွေများများကိုအချိန်တိုအတွင်းမှာမြန်မြန်ဆန်ဆန် long term memory အနေနဲ့မှတ်သားနိုင်ဖို့အထောက်အကူများစွာဖြစ်တယ်ဒါကြောင့်မလို့ Chinese radical တွေကိုသိချာနှုတ်ထုတ်ထားစေခြင်းနဲ့ကျောင်းသားတွေကိုနော်ကြည့်အောင်အဲ့တော့ဒီမှာဒီသင်္ကေတလေးပေါ့ဟုတ်လားဒီသင်္ကေတလေးကဘယ်လိုခေါ်လဲဆိုရင်နာမည်လေးကစန်းတန်ဆွေလို့ခေါ်တယ်စန်းဆိုတာရှင်းတယ်အပြောက်လေး3ပြောက်တန်ဆိုတာလာကျတို့ဟိုအရှိမတော့ကနော်စတင်တော့ကတရုတ်စာကြီး character ရေးနေတဲ့တင်တော့ဒါကိုတန်လို့ခေါ်တာမလားတစ်ပြောက်ကိုတန်မယ်နှစ်ပြောက်ဆိုတော့လျန်တန်3ပြောက်ဆိုတော့စန်းတန်ဒီမှာ3ပြောက်ပါလို့စန်းတန်လို့ခေါ်တာအဲ့တော့သူ့ရဲ့သင်္ကေတကဘာလဲဆိုရင်ရွှေကဘာကိုပြောရလဲဆိုရေအဲ့တော့စန်းတန်ဆွေဆိုတာဒီအပြောက်လေး3ပြောက်ကဘာကိုကိုစားပြုတယ်လဲဆိုရင်ရေကိုကိုစားပြုတာပဲ
ဒါကြောင့်မလို့一般和谁有关系ဒါကြောင့်မလို့ရေနဲ့ပတ်သက်တဲ့စကားလုံးတိုင်းမှာဘာပါလဲဆိုရင်စမ်း点水ပါတယ်ရမယ်နော်ဥပမာဖြောရည်မြစ်ဒါတွေအကုန်လုံးမှာဘာပါမှာလဲရေနဲ့ပတ်သက်တယ်ဒါကြောင့်မလို့စမ်း点水လို့ပါမှာပေါ့ရမယ်နော်စမ်း点水ပါမှာပေါ့ဥပမာမျက်ရည်အရည်ပဲလေအဲ့တော့မျက်ရည်လို့ဆိုတဲ့စကားလုံးတို့မြစ်တို့ဆိုတဲ့စကားလုံးတို့စမ်းချောင်းဆိုတဲ့စကားလုံးတွေမှာဘာပါမှာတော့ဆိုလို့ဒီရဲ့စမ်း点水တွေကပါမှာပဲရမယ်နော်ဒါကြောင့်မလို့ဒီမှာဟန်မှာလည်းစမ်း点水ပါတယ်တရုတ်မှာရေပိုင်နဲ့လည်းရှိတယ်ဒီပါမိန်ကတော့မရှိဘူးဆိုတာပြောချင်တာကတော့ကျွန်တော်တို့ရေမရှိတဲ့နေရာမရှိဘူးပေါ့ဒါအလွယ်တကူမှတ်ရရင်တော့နော်တနည်းအားဖြင့်မရှိလို့မရဘူးပေါ့ကျွန်တော်တို့ရဲ့လူသားတွေရဲ့ဘဝနော်အပင်တွေတက်ရှိတွေရဲ့ဘဝမှာရေမရှိလို့မရအောင်ဒါကြောင့်မလို့မိန်မှာလည်းရေကမရှိဘူးဆိုရင်တော့မှလည်းဘာမရှိလို့မရဘူးလေရေကတော့မရှိလို့မရဘူးဆိုတဲ့သဘောပဲရမယ်နော်ဟာနောက်တစ်ခုကြည့်အောင်ဒီသင်္ကေတလေးဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်အတန်ထွက်လေးကရန်字盘ဒါကသူ့ရဲ့အတန်ထွက်ဒါကသူ့ကိုဘယ်နေရာတွေမှာတွေ့နိုင်တယ်လဲဆိုတာကိုရှင်းပြထားတာအဲ့လိုပဲဒါကသူ့ရဲ့အတန်ထွက်ဒီနောက်ကသူ့ကိုဘယ်နေရာတွေမှာတွေ့နိုင်တယ်လဲဆိုတာကိုရှင်းပြထားတာအဲ့တော့ဒီအတန်ထွက်ကလေးကိုဘယ်လိုခေါ်လဲဆိုရင်ရန်字盘လို့ခေါ်တယ်နော်ရန်字盘လို့ခေါ်တယ်အဲ့တော့ရန်ဆိုတာဘာလဲဆိုရင်စကားပြောတာပဲ字ဆိုတာစကားလုံးကိုပြောတာ盘ဆိုတာဘေးမှာအဲ့တော့ဒီစကားလုံးလေးကိုရေးလို့ရှိရင်အမြဲတမ်းဘေးမှာပဲရေးတာဒီမှာကြည့်ဘေးမှာပဲရေးတာရမယ်နော်အဲ့ဒါကြောင့်မလို့သူ့ကိုဘာလို့ခေါ်လဲဖန်ကဖန်ပြတဲ့ဖန် site ဘေးနားမှာလို့ပြောချင်တာအဲ့တော့ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်ရန်ကျဖန်လို့ခေါ်တယ်一般和语言说话有关系များသောအားဖြင့်ဘာသာစကားတွေဒါမှမဟုတ်ရင်စကားပြောတာတွေနဲ့ဆက်ဆက်တဲ့နေရာတွေပါဒီရန်ကျဖန်ကိုကျွန်တော်တို့အသုံးပြုကြတယ်တွေ့နိုင်တယ်လို့ပြောချင်တာဒါကြောင့်မလို့语ကြည့်အောင်语ဆိုတာဘာလဲဆိုရင် language ပဲ对吧အဲ့တော့ language ဘာသာစကားနဲ့ဆက်ဆက်တဲ့နေရာတွေမှာဘာတွေ့နိုင်လဲရန်ကျဖန်ကိုတွေ့နိုင်တယ်ဒါကြောင့်မလို့ဒီမှာရန်ကျဖန်လေးပါနေနောက်တစ်ခု说话ဆိုတာဘာလဲဆိုစကားပြောတာဥပမာမေးတာတွေဖြေတာတွေပြောတာတွေဒါမျိုးတွေမှာဘာပါလဲဆိုရင်ဒီရန်ကျစ်ဖန်လေးပါတတ်တယ်နော်ဥပမာကျွန်တော်တို့သင်ခဲ့ဖူးတဲ့စကားလုံးတွေထဲမှာပါလဲ说ပြောသည်တွေ့ပါပြောသည်ဆိုတာဘာလို့တာပဲလဲစကားပြောတာပဲအဲ့ဒီမှာလဲဘာပါလဲအေးရန်ကျစ်ဖန်လေးပါတယ်နော်အဲ့တော့စကားပြောတာတွေမေးတာတွေဖြေတာတွေအားလုံးမှာဘာပါလဲရန်ကျစ်ဖန်လေးပါတယ်ဘာလို့ဆိုရင်သူကစကားပြောတဲ့သင်္ကေတလေးသူရဲ့အဓိပ္ပာယ်ကဘာသာစကားဒါမှမဟုတ်ရင် speak စကားပြောသည်ပဲရမယ်နော်ဟောဒါဆိုရင်ဒီသင်္ကေတလေးနှစ်ခုကိုမှတ်ထားမယ်ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်စမ်းပြန်ဆွေလို့ခေါ်တယ်ဘယ်မှာတွေ့နိုင်လဲဆိုရင်ရေနဲ့ပတ်သက်တဲ့နော်စကားလုံးတွေမှာတွေ့နိုင်တယ်ဒီသင်္ကေတလေးကိုဘယ်လိုခေါ်လဲဆိုရင်နော်ရန်ချစ်ဖန်လို့ခေါ်တယ်ဘယ်မှာတွေ့နိုင်လဲဆိုရင်ဘာသာစကားတွေစကားပြောတဲ့နေရာတွေပြောစကားတွေမှာလာရှိလို့ဒါလေးကိုတွေ့နိုင်တယ်ရမယ်နော်ဟာဒီနှစ်ခုလေးကိုနှုတ်လေးထားပြီးမှတ်မယ်အကယ်၍ဒီနာမည်တွေကိုကိုကလောလောဆယ်တော့ရှင်းပြတဲ့ဟာတွေကိုမမှတ်မိသေးဘူးဆိုရင်နောက်ရှင်းတစ်ခုတင်ပေးတဲ့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်မယ်ပြီးရင် dictionary မှာဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ဖီးရင်းကိုသွားရှာလို့ရမယ်နော်တစ်ခုချင်းရိုက်ရှာလို့ရတယ်ဟောရှာရီကနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကတော့ pair word ဆိုတာဘာမှတိတ်လုံးဆရာမရှိတော့ဘူးဒါရှိတော့အပေါ်မှာတူတူလောက်ထားပြီးသားနော်အဲ့တော့ရှောက်ကျူဟောသုံးလေးကိုတစ်ချက်ကြည့်ရအောင်ဒီမှာ supplementary word ကလေးတစ်လုံးပါတယ်ဗါတယ်လေ生日对生日生ဆိုတာဘာလဲဆိုရင်学生的生对吧ကျောင်းသားရဲ့生နော်အဲ့တော့生ကတကယ်တမ်းကဘာလဲဆိုရင်မွေးဖွားသည်ပဲဘွန်းနော်生ကဘွန်းမွေးဖွားသည်နော်ဥပမာ生孩子ကခလေးလေ生孩子ဆိုရင်ခလေးမွေးတယ်လို့ပြောတာဘွန်းနဲ့ baby ပဲညမယ်နော်ဟာအဲ့တော့日ကဘာလဲဆိုရင်နေ့ရက်အဲ့生ကမွေးဖွားတယ်日ကနေ့ရက်ဒါကြောင့်မလို့生日ဆိုတာမွေးဖွားတဲ့နေ့ရက်ဆိုတာ birthday ပေါ့ birthday နဲ့ day နဲ့ပေါင်းလိုက်တာ birthday ညမယ်နော်好ဒါဆိုရင်ကိုယ့်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးပြောတတ်အောင်တကယ်ချင်းရဲ့မွေးနေ့နဲ့ပတ်သက်ပြီးမေးတတ်အောင်ဒါကျွန်တော်ဒီမှာသုံးလို့ရတယ်ဥပမာမင်းရဲ့မွေးနေ့ကဘယ်နှလပိုင်းဘယ်နှရက်လဲဆိုရင်你的生日是几月几号လို့မေးလိုက်ရင်ရတယ်对吧爸爸的生日是几月几号ဖေဖေရဲ့မွေးနေ့ကဘယ်နှလပိုင်းဘယ်နှရက်နေ့လဲ老师的生日是几月几号ဆရာရဲ့မွေးနေ့ကဘယ်နှလပိုင်းဘယ်နှရက်နေ့လဲ我的生日是ကျွန်တော်ရဲ့မွေးနေ့ကတော့နော်好6月3号ဒီနေ့ဆိုရင်对吧6လပိုင်း3ရက်နေ့ဖြစ်တယ်ဆိုပြီးတော့လည်းဖြေလို့ရတာပေါ့ဟာရမယ်နော်အဲကြောင့်မလို့ဒီမှာရှင့်မင်းဆိုတော့ name လေးတွေဖြည့်မယ်ဒီမှာအောက်မှာဘာလဲ2 3 4 5ရောက်ဒီမှာဖြည့်မယ်နာမည်လေးတွေဖြည့်ထားမယ်ကိုမိသားစုလည်းဖြည့်လည်းရတယ်ကိုတငယ်ချင်းပေါင်းသင်းလည်းရတယ်ဒါမှမဟုတ်ရင်ကိုစိတ်ထဲမှာရှိတဲ့နာမည်တွေချရေးလည်းပဲရတယ်ပြီးရင်မလုပ်မလဲသူတို့ရဲ့မွေးနေ့တွေကိုချရေးမယ်ရမယ်နော်ဒီမှာဆိုရင်8月31号所以老师问你们老师ကကျောင်းသားတွေကိုမေးမယ်
李月的生日是几月几号左右？讲哪里不录屏了？我李月的生日是李月的生日8月31号。ရမယ်နော်အဲ့တော့ဆိုရင်ဒီမှာတယောက်ချင်းမေးမယ်男生你的生日是几月几号我的生日是12月30号。好A你的生日是几月几号？A， 你的生日是几月几号？我的生日是1月5号。1月5号是吧？呀，1月5号。好，下一位 Alice， 你的生日是几月几号？我的生日是1月31号。好，看看他，你的生日是几月几号？我的生日是5月3号。အခုကိုကခုနှစ်ပါဖြည့်ခြင်းလဲဆိုလို့ရှိရင်လည်းဖြည့်လို့ရတယ်เนาะအဲ့တော့ခုနှစ်ကတော့တစ်လုံးချင်းဖတ်ပြီးမှပြောရမယ်ဥပမာ2020ဆိုလို့ရှိရင်2020年ဒီလိုမျိုးပြောရမယ်2019ဆိုရင်2019年对吧ဥပမာ2001ဆိုရင်2001年လို့ပြောရမယ်ဒါမယ်เนาะအဲ့တော့3ညကိုလင်းလို့ပြောတယ်ဟာဒါဆိုလို့ရှိရင်เนาะလာရှိတို့ကသင်ခန်းစာခွန်ကအလုံးသင်ပြီးသွားပြီဒါဆိုရင်လာရှိတို့ voice book လေးကို reading လေးကိုလာရှိနဲ့အတူတူလုပ်ကြည့်ရအောင်เนาะ好第二部分阅读好第一部分第13到17题看图片判断图片内容是否与提示器一致来大家说说看吧第13看书。对还是错对第14错这是银行เนาะဒါက ICBC သင်္ကေတ logo ကြီးနဲ့ဒါเนาะတကယ်တမ်းတော့好第15对第16错ဘာလုပ်နေကြရလဲcoffee 到了对 coffee တောက်တာကိုတရုတ်လိုဘယ်လိုပြောလဲ喝咖啡喝咖啡好下一个第17错ကျောင်းတော့တာဟုတ်လားဟုတ်ဟုတ်ဘာလေးလုပ်နေ是吧细细到尾对ဈေးဝယ်နေတာ对吧ဈေးဝယ်နေတာ好ဒါကြောင့်မလို့ဘာလို့ပြောရလဲချောလို့ပြောတာ对吧不是去学校的ကျောင်းတော့တာမဟုတ်好下一个第二部分第18到22题看问题选择正确的回答来大家先读一下第18到22吧18今天星期几今天是几月几号你的汉语都到了明天你做什么呢你会说汉语吗好来你们一起读1到2他29岁29岁今天星期日我去同学家看书我不会我爸爸会今天是5月5号好的谢谢好那就第18今天星期几ဆိုဘာဖြစ်မလဲ今天星期日好今天星期日ဆိုတော့ B 对吧好下一个今天是几月几号今天是10月5号答案是一对吧好下一个你的汉语老师多大了他29岁好他29岁了 A 是吧好下一个明天你做什么
明天不是，我去学校看有吗？家，不是不是，我去同学我是同学家看书。家看书。好，你叫什么时候？我去同学家看书。我说叫个吧嘞，阿星我没打哩，阿星要把老马来看书呗哩，那就是 不。好，22，你会说汉语吗？我我不会，我爸爸会。我爸爸会。好，非常棒。我不会，我爸爸会。ကျွန်တော်ကတော့မပြောတတ်ဘူး，ကျွန်တော်ဖေဖေကတော့ပြောတတ်တယ်。好，来看一下第3部分。第23到30题，看句子，选择正确的词语，填空。来，大家先读一下这5个选项吧。昨天是星期三。这个，先读这个。几月号名字星期。好，23。昨天是星期三。好，昨天是星期一，对吧？好，下一个。明天星期几？好，明天星期几？下一个。明天是9月31号星期六。好，今天是，对吧？今天是9月31号星期六。好，下一个26。你10月几号去中国？好，明天老板本年你这个多嘛来了没啊？好，非常棒。来，我们看一下下一个，你们先读这个。问去就会。好，27，来大家一起读。明天我去和中国朋友家吃饭。中国朋友家吃饭。好，အားလုံးလိုက်ဖတ်မယ်နော်အားလုံးလိုက်ဖတ်မယ်ဖတ်မှဖတ်တတ်မှာနော် bright မလို့ရင်တော့ဘာမှပြောတတ်မှာမဟုတ်ဘူးနော်အတန်းကတနားရီပဲရတာတနားရီတော်တွေမှာလောက်ဆိုပြောရတာလောက်ရှေ့ကပြောတာပုံများတယ်အကြောင်းသားတွေပြောဖို့အခွင့်အရေးနဲတယ်ဆိုတော့ကိုယ့်အခွင့်အရေးရတော့မှာများများပြောပါနော်လိုက်ပြောပါ好28明天星期六你做什么？好，你做什么？好，非常棒。下一个29。我会说汉语，不会写汉字。好，非常棒。下一个30。请问这个汉字怎么读？好，请问这个汉字怎么读？是吧？好，非常棒。来，下一个就是语音 pronunciation 对吧？语音ကတော့မိမိဘာသာဟာလာလေ့ကျင့်လို့ရင်ပြီးသွားပြီเนาะအဲ့တော့ဒါလေးတွေကဘာမှမခက်တော့ဘူးဥပမာဒီ exercise လေးတစ်ခုတော့ဒီမှာတိုးလာပြီဘာလဲဆိုလို့ရှိရင်ကြည့်အောင်第4部分က character နဲ့ပတ်သက်ပြီးတော့မှာလာ说第1到第2题တဲ့看汉字တရုတ်စကားလုံးတွေကိုကြည့်ပါတဲ့ကြောင်ချူဟန်ယိုရှာလက်ပြန်ဖန်တဲ့ဟန်字ဆိုတော့ဒီမှာပေးထားတဲ့ဒီ character ပါတဲ့စကားလုံးတွေကိုချပြီးရေးခိုင်းတာပဲဘာမှမခက်ဘူးဆိုရင်ဒီမှာရေးဘာတွေရေးမှာလဲနံပါတ်1မှာA 对吧 A နောက်ပြီးတော့ရော A အဆင့်လိုက်သွားမယ်လေ A E နော်နောက်တစ်ခုက G နောက်တစ်ခုက H အဲ့ဒါလေးရေးပေးလိုက်ရနောက်တစ်ခုကြည့်အောင် B yo ရကုန်ပြီ好 B C D F 是吧အဲ့တော့ဒီမှာဗာလဲဆိုရင် A ကဗာလဲဆိုရင်ဂျိုးဆိုတာအရက်ကိုပြောတာရမယ်နော် E ကဗာလဲဆို high ကပင်လယ် ocean ကိုပြောတာနော်ဒီနေ့အပြည့် river လို့လည်းရတယ်နော်သူကပါ high ဆိုရင်တော့ ocean ဖြစ်သွားတာသူကနော်နောက်တစ်ခုကြည့်အောင် G နော် G ကဗာဆိုမေကမရှိဘူးဒါသိပြီးသွားပြီနောက်တစ်ခုဒီမှာဗာလဲ H ကဟကမှတကယ်တမ်းကျရင်တော့ river လို့သုံးတာပို့ပြီးတော့များတယ်ဒါပေမဲ့ရန်ခါမှာဒီ high ကိုလည်းမြစ်လို့ပြောကြတာမျိုးတွေလည်းရှိတယ်ဒါပေမဲ့ high ကတကယ်ကြောင့် ocean လို့ပြောတာသုံးတာပို့ပြီးတော့များတယ်နော်ဟကမှဗာလဲဆိုလို့ရှိရင်တော့မြင့်ငယ်လေးတွေကိုပြောတာပေါ့好
နောက်တစ်ခု B ကဘာလဲဆို short ပြောသည် C က say ဘယ်သူလဲ D က run ဆိုတာလုပ်စေသည်ဖြစ်စေသည်လို့ပြောချင်တာ cause တို့နော်ဟာနောက်တစ်ခု F ကဘာလဲဆို ring ကတိတယ်လို့ပြောတာဟာဘာမှမခရင်ဘူးနော်အဲ့တော့ကိုကဘာလေးတွေကြည့်မှလဲဆိုရင်ဒီမှာစန်းတရန်ဆွေရဲ့ရန်စစ်ဖန်ရဲ့ကိုကြည့်ပြီးတော့ခွဲတတ်ရမယ်စကားလုံးလေး好，我们把表示没写到。好，那我们今天的课就到这了。江南的把没写起的嘞？有问题吗？没有。没有。好，那我们今天就到这里了，同学们再见。老师再见。